ဝဲမင်္ဂလာပါဗျဒီနေ့ကတော့ကြားဖြန့်လိန်နီးတစ်မျိုးပေါ့ဗျာကျွန်တော်ထပ်ပြောပြမယ်ပေါ့ဒီလိန်နီးကိုစောင့်နားထောင်ကြည့်ပေါ့ကို့အကောက်တွေပါမသွားကြည့်ဘူးဆိုဒီလိန်နီးကိုစောင့်အောင်ကြည့်ပါဘာဖြစ်လို့လဲဒီလိန်နီးကြတော့ကိုယ့်ရဲ့အကောက်ပါသွားတဲ့လိန်နီးဒါဒီလိန်နီးကြတော့တစ်မျိုးဘယ်လိုလိန်လဲဆိုဒီလိန်နီးလေးကိုကျွန်တော်တစ်ချက်ရှင်းပြမယ်သူကဒီမှာရေးထားတဲ့ဟာလေးပေါ့နော်ယောက်ျားကတဲ့သူ့အိမ်သူ့ကားနဲ့ဇနီးကတဲ့သူဘာအရင်ဆုံးရှုံးရလဲတဲ့ခမန့်ကြည့်ရအောင်တဲ့ကံကောင်းရင်တဲ့ကံကောင်းရင်9000ပေးမယ်တဲ့အမေကာကြီးခလေးတဲ့ခါခွေးတဲ့အိမ်နီးချင်းတဲ့ဂငယ်အလုတ်တဲ့ဂငယ်ကအလုတ်တဲ့မဲဂါကြီးကမိသားစုတဲ့ဒါကဒီလိုတယောက်တည်းမုံတော့ဒီမှာဒီပရိုဖိုင်ပုံနဲ့တဒီဘက်မှာတယောက်ရှိသေးတယ်အဲ့လိုမျိုးတွေဒီလိုပုံစံမျိုးတွေအများကြီးပဲလိုက်ပို့တယ်သူတို့ကဘာတွေရင်းမြမသိအဲ့ဒါကိုအကောက်ပါသွားတာကျွန်တော်ဒီဘက်မှာလည်းတခုရှိဒီဘက်မှာလည်းတခုရှိဒီလိန်နီးကတော့ကြာပြီဒီလိန်နီးလည်းကျွန်တော်ပြောပြမယ်ဒါပေမဲ့လောဆယ်ဒီလိန်နီးကကိုအကောက်တွေပါတဲ့လိန်နီးကိုကျွန်တော်ပြောပြမယ်သူကဘယ်လိုလိန်လဲဆိုတော့အရင်ဆုံးသူကနဲ့ကျွန်တော်တို့ Facebook တို့ TikTok တို့ဒီ Messenger တွေမှာလိုက်ပို့တာပေါ့ဗျာပို့တဲ့အချိန်ကြလို့ရှိရင်တချို့လူတွေကြမသိတော့သူကရမ်းဖြေလိုက်တာပေါ့ကာကြီးခလေးတို့အိမ်နေချင်းတို့ဘာလို့ရှောက်ဖြေတဲ့အချိန်ကျသူတို့ကဘာလဲအဲ့ဆိုလို့ရှိရင်ငါညမမှန်ဝါးကြီးငါအကူမှန်ဝါးကြီးအဲ့လိုမှန်သွားပြီအဲ့ဆိုလို့ရှိရင်ငွေ9000ထည့်ပေးမယ်ငွေ9000ထည့်ပေးမလို့အကောက်ကလေးပို့လိုက်ဘဏ်အကောက်ကလေးပို့လိုက်ပြီးလို့ရှိရင်ရော့ဒီလင်းလေးကိုနှိပ်လိုက်ပါအမှကုတ်ကြလာလိမ့်မယ်လို့အမှသူတို့ကလင်းပို့လာလိမ့်မယ်ဒီလိန်ကြီးကကျွန်တော်တို့နေဘက်ကအမှတယောက်ကူအကောက်ပါပါလို့ပြောပြလို့ကျွန်တော်အဲ့ဒါလာပြောပြတာပေါ့နော်ဒီလိုမျိုးပို့လာရင်သွားမဖြေနဲ့လို့အဲ့နဲ့ကိုကသဘောဗျာဒီကာကြီးဖြေတဲ့ခလေးလို့ပြောလိုက်တာနဲ့သူကမှန်သွားလို့ရှိရင်သူကမြို့ကလင်းပို့ပေးမယ်ဘဏ်အကောက်ပို့ပေးပတ်စံထည့်ပေးဖို့ဆိုပြီးလို့ရှိရင်အဲ့ဒီလင်းလေးကိုသူကချပေးတယ်ချင်းအဲ့ဒီလင်းလေးကိုဝင်နှိပ်လိုက်ဆိုလို့ရှိရင်နှိပ်တဲ့အချိန်တည်းကြာကြအောင်ပြီးတော့သူတို့ကဘလို့နီးပြင်းများတွေနဲ့လှုပ်ထားတယ်မသိပြီးလည်းကိုယ်ကောက်ထဲဝင်မရကိုယ်ကောက်ပါသူတို့ရှိပါသွားအားကြောင့်တချို့လူတွေဒီအကောက်တွေကိုပေါ့နော်လိုက်ပြီးတော့တကယ်နာမည်ကြီးတဲ့အကောက်တွေလည်းခိုးတယ်တချို့ကြအဲ့လိုကိုပေ့တွေပါပြတ်သွားတဲ့အထီပါဖြစ်ထားတယ်ပေါ့နော်ဒီလိုလိန်နီးအဲ့ဒီလိန်နီးကဒီကောင်ကြတော့ရိုးရှင်းပါလေဒါကကျွန်တော်ခုညတော့အိတ်မရလို့သူ့သွားစားထားတာပေါ့ဒီလိန်ကြီးကကျွန်တော်လာပို့ထားတာငါတဲ့ဒေါ်လာ2000နဲ့လက်ဆောင်နဲ့မင်းစိတ်ဝင်စားလားငါသူသက်ကျွန်တော်လည်းရှောက်ပဲစိတ်ဝင်စားတယ်ဘယ်လိုလောက်အောင်မလဲပေါ့နော်ကျွန်တော်လည်းရှောက်ပို့လိုက်တာအဲ့ဒီလိန်ကြီးကဘယ်လိုမျိုးလဲဆိုတော့ तू ကမင်းစိတ်ဝင်စားတယ်ဆို तू ကပြီးလို့ရှိရင်ဒေါ်လာပုံနေနဲ့အဲ့ဒီ iPhone နေနဲ့ပတ်စံ8D နဲ့ तू ကအဲ့လိုမျိုး तू ကသူနဲ့ကိုယ်နဲ့စကားတွေပြောပေါ့အပြန်လန်စကားတွေပြောတဲ့အချိန်ကျ तू ကအမှiPhone တွေပတ်စံ 8D နဲ့ तू ကမင်းကငါမွေးနေမလို့ခင်မင်းနဲ့အနေနဲ့လက်ဆောင်ပေးတာတို့နဲ့ငါထည့်ပေးလိုက်မယ်ဆို तू ကဘယ်လိုပုံနေလာလဲဆိုနည်းနည်း